ကြာသပတေးနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေစပြီးတော့14ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အားလုံးကိုကျော်လွှားပြီးဘဝအောင်မြင်မှုကိုရမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အားလုံးအစဉ်ပြေပြီးတော့ကောင်းသောတက်လန့်အောင်မြင်သောနေသားကိုကြုံမယ်ငွေကြေးဖတ်မတင်မှုအလုပ်စီးပွားအောင်မြင်မယ်အတတ်ပညာနဲ့ဘဝတိုးတက်မှုရဲ့နှစ်သာရကြုံမယ်ပညာသင်တန်းတွေကြုံတတ်တဲ့ရှင်ပြိုင်မှုအောင်မြင်မယ်ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေလုပ်ကင်ပြီးတော့အချိန်ပေးနေရတဲ့ကာလဖြစ်သလိုကောင်းသောအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားကိုလည်းကြုံတွေ့ရမယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်ရှေ့ရက်နေ့မှာအရာရာစင်ပြေခြင်းကံကောင်းခြင်းကိုကြုံတွေ့မယ်ငွေတော့ဖတ်မတည်ဘူး9ရက်နေ့မှာရံပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့ရတတ်တယ်လူယုံဒုက္ခပေးတတ်တယ်10ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပေးမယ်17ရက်နေ့မှာကောင်းသောကံပေါ်မယ်ရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်12ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်ခြင်းကြုံမယ်13ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်မတော်တဆနေကျူးဆက်မယ်14ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတော့ငွေကြေးလုပ်ငန်းစီးပွားဘဝကံတိုးတက်ခြင်းရဲ့အနှစ်သာရကိုရအောင်ဖန်တီးနိုင်တဲ့အနေအထားကောင်းတွေကြုံမယ်တပတ်တာအတွင်းတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်မယ်နှစ်လေးရှစ်ကနန်းနေ့အကျိုးပေးပါတယ်အညိုရောင်ပြားရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေလုပ်ကံခြင်းဖြင့်ကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်နေနီးပါးမှာရှိတဲ့ကလေးတငယ်တို့ကိုချိုးခြင်းတရားလုံးဝင်ငှခြင်းပြုပါထူးခြားတဲ့ကောင်းခြင်းလေးတွေထင်ရှားလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်